အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ပေါ့နော်တောသူမလေးမြို့တန်အပိုင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ကဲစားလိုက်ကြရအောင်နော်မနေ့ကမိုးနေပြီကဲအဲ့ဆိုတော့ညနေတည်းသွားတိုက်ရမယ်ဟိုတိုက်ရမယ်အရင်တော့ငါကြီးချူးရမယ်ဒီနေ့ငါရုံးစားဖွင့်နေနေဆိုမနေ့ကမှငါတော့ရနေတက်လာအခုတော့တက်ထင်းနေငါဘာလို့ဟိုရုံးမှာအလုံးလုံးရတော့မယ်ကဲသွားလိုက်ပါမယ်မနေ့ကတော့ငါတော့ကနေပြန်လာအခုတော့ငါရုံတက်ဖို့အဆင်သင့်ဖြစ်နေပါပြီကဲအဲ့ဆိုရင်ငါဟိုရာတတိပေးလိုက်တဲ့အင်ကြီးယူနီဖောင်းဖဲရမယ်ကဲစပင်လေးပါတစ်ခါစီလိုက်မယ်ကဲအဲ့ဆိုတော့ရလောက်ပါပြီအဲ့ဆိုငါမနေ့ဆက်သွားစားမယ်ဒီကြောင်လေးကငါနာမည်ဘယ်လိုပေးကောင်းလဲအော်တိပြီသူ့ကိုငါမေးလုံးလို့နာမည်ပြီးလိုက်မယ်သူကမေးလေးဆိုကဲအဲ့ဆိုတော့ထမင်းစားလိုက်ပါဦးမနေ့စားတော့မုံကပဲစားလိုက်တော့မယ်ကဲစားပြီဆိုတော့သွားတော့မယ်အဲ့ဆိုတော့ကြောင်လေးအတွက်အစာလေးဝယ်ရမယ်အရင်ဆုံးအိမ်တော့ခတ်လိုက်ပါမယ်ကြောင်လေးခိုးသွားတာဆိုလို့မခိုးတော့ပါဘူးဒီနေရာအေးချမ်းနေဆိုကဲပိတ်ပြီးဆိုတော့သွားတော့မယ်ပြေးသွားလိုက်တော့မယ်ရုံးကကြတော့8နာရီတက်ပါဆိုတော့8နာရီကျောင်းနဲ့အတူတူပဲ8နာရီကနေ4နာရီကြီးဆိုကဲသွားမယ်ကျောင်းစာလေးတော့ဝယ်လာအောင်မယ်ဟိုကျောင်းစာကတော့လမ်းကတော့ဘယ်မှာရှိလဲမသိဘူးငါလည်းရှောက်မောင်းနေအောင်မယ်ရှောက်မောင်းအောင်အော်ဒီဘက်ဒီကစားကွေးအဲ့ဆိုတော့တယောက်ကိုလူတယောက်ကိုမေးကြည့်လိုက်အောင်မယ်ဟိုမှာအမတယောက်ဒါပေမဲ့သူမမေးတော့ပါဘူးဒီငါအလုပ်တွေမေးခဲ့တယ်အမရှိမှပဲမေးလိုက်တော့မယ်အမကြီးကျမမေးလေလားအော်ဟုတ်ခေါင်းလာဝဲကြရဲ့အမဗလားဟုတ်တယ်ရှင်ကျမအလုပ်ရသွားပြီအော်ဟုတ်လားဝမ်းသာလိုက်တာရှင်ကျေးဇူးပါနော်အဲ့ဆိုလို့ရှင်ကျမလေးကြောက်စာလေးဝယ်ချင်လို့ဘယ်တော့မှရှိလဲအော်အမကြောင်လေးတော့မွေးလိုက်တာလားမဟုတ်ဘူးအိမ်မှာပဲတခါရဲပါလာတဲ့ကြောင်လေးတက်လားအော်သူ့နာမည်ကကြောင်မဲလုံးလို့ပေးထားတယ်အမလေးသူကကြောင်မဲမဲလေးဆိုတော့အော်အကြောင်လေးကမဲမဲလေးလေအော်ဟုတ်လားအမကြီးအဲ့ဆိုလို့ရှင်ကြောင်လေးကကြောင်ဟိုကုန်းပေါ်တက်လေးလေရှင်းပြပြီးသွားတော့အခါအဲ့လိုပါအမတော်တော်တိတ်တော့မမွေးပါဘူးအမအော်အဲ့ဆိုကျမတော့ခင်ပြီပါနော်အဲ့ဆိုတော့မယ်ငါပတ်စံမပါလာဘူးဆိုပေမဲ့ငါအိတ်ကတ်ထဲမှာတော့မနေ့ငါအိတ်ကတ်ထဲမှာပတ်စံထည့်လာတယ်သွားမယ်ဒီအပေါ်တာမဟုတ်ပါဘူးဒီဘောငါရောက်ပြီးသွားရောဒီမှာပဲကဲသွားပါအောင်မယ်သွားလိုက်ဦးမယ်လာကဲအဲ့ဆိုငါအော်အေးကျေးဇူးတိုက်မိကုန်တော့မယ်ပန်းလေးတွေပွင့်နေမင်းလည်းနဲ့ချီရင်ငါဘလို့မောင်းနေမသိဘူး sorry ပါရှင်ဘလို့မောင်းနေမသိပါဘူးရှင်ကဲဟိုငါလည်းရှေ့မကြည့်နောက်မကြည့်နဲ့တော့မယ်ဟိုဒီကုန်းပေါ်တက်ကလေးမှလားမသိဘူးပြောတာပဲအော်အေးအမအော်ဟိုမှာတွေ့နေရပြီကြောင်လေးကြီးအော်ဒီမှာပဲဒီမဲ့ကောက်တော့ဒီမှာမရက်တော့ဖြစ်တယ်လို့ပဲရိုက်ထားလိုက်တော့မယ်ဝါအရာလာတာပဲရောငါတခါမှဒီလိုမျိုးကြောင်ရင်းမျိုး Oh my god ကြောင်အိမ်ကြီးပါလားချစ်စရာတွေမျက်လုံးပဲရက်သွားတယ်မသိဘူးအမကြီးတော့ကြောက်စားလေးဝယ်ချင်လို့ရှင့်အဲ့ဆိုတော့ပြီနော်အမကော်ဖီတောက်သွားမလားကော်ဖီရတယ်မတောက်တော့ပါဘူးကျမကြောက်စားပဲဝယ်ရရှင့်ကဲတော့ပဲဝါတော်လာတာပဲဒီကြောက်အိမ်လေးကငါကပါပုံမှာရမ်းလာဆိုအိမ်လေးဒီချက်လာတဲ့အိမ်လေးရှိအောင်ပါဆိုတော့ရတော့ပဲငါလမ်းနဲ့တိုက်မသိသေးဘူးအခုမှမြို့ရောက်တာဆိုမြို့ရောက်ခါစားမဟုတ်လားမသိ
တီဗီငါတီဗီအေးကျေးဇူးငါလဲဒီမှာလမ်းရှိရတာတဲ့အဲ့အောက်ကနေတကွေ့တပတ်ကြီးဆင်းလာတယ်ကျေးဇူးပဲသွားရမယ်ကဲရောက်ပြီဆိုတော့ကြောက်တဲ့အတွက်သွားလာအောင်မကြောက်သေးကြောက်လေးတွေ့တော့ဒီပါကြောက်မအဲ့လိုစားရအောင်ငါလေမိခေဘာပြောလို့ဒီလိုတော့ဒီကြောက်တာတော့စားကြောက်ပြီးစားအသားတော့ဒီကိုမထကြည့်မလို့အရင်ကငါပတ်ဆိုင်လေးတော့လာကိုဝိုင်းလာညမ်းတာရဲကြောက်ငါတခုစားတော့ငါအပေါ်လေးပါလေးတွားချင်ရဆိုတော့တွားလိုက်အောင်မယ်ပေါ်လေးပါလေးပါလေးမွေးမင်းနဲ့ချီပါလေးမြတ်ကလေးတင်ပါလေကဲတက်ပြီးတွားရဆိုတော့ကျော်လေးကိုဝိုင်းလာရော့ဘာလို့ငါလဲဒီလိုကြည့်ရော့ကဲဆိုငါလေဒီမှာပတ်ဆိုင်လေးယူလိုက်အောင်ကဲရပြီအဲ့ဆိုတော့ကတော့ခါမကြောင်နေခိုးအောင်ရပြီသွားမယ်အဲ့ဆိုတော့ရိုးသွားလိုက်အောင်မယ်စီရတယ်လို့ဖြစ်တာပဲကဲအဲ့ဆိုဟိုပါပဲသွားမယ်ဟိုအော်အေးကျေးဇူးပဲငါလည်းဘယ်လိုနေမှနေမှမသိဘူးဒီလိုလေးအော်အေးကြည့်ရပြီထားလိုက်တော့ပဲဟိုအဲ့ဒါမနေ့တွေ့ရဲ့အကူပဲအခုမိတ်လာပါရှင်ကျမဒီမှာဝင်နေအတိပါအော်မနေ့ကောင်မလေးလားဟုတ်တယ်ရှင်အဲ့ဆိုသွားတယ်ဟိုမှာငါ့ခုနမကန်ငါ့ခုနမကန်ညဆိုတော့ဘာလို့ငါ့ခုနမကန်ဘယ်လောက်ကြည့်လောက်မအော်ငါ့ခုနမကန်တုံအဲ့တော့တင်းည3အော်ဒီမှာခုနမ3မှာနေရမှာအော်ငါဒီကောင်ထိုင်ရဘူးလို့အကျော်ပဲတော့ကတော့ဒီဘက်မှာမဟုတ်ပါဆိုနေမှာငါလည်းဘလူးလက်ထားနေတယ်မသိထားနေရပြီလာဟာငါကလေးရောက်ပြီလားမသိဘူးအခုကျွန်တော်ကလေးရောက်ပြီလားဗျရောက်ပြီနော်ဟိုဘက်မှာတော့ပါဟုတ်ကဲ့ကျွန်တော်အင်္ဂါဘူးလေးဖြည့်ချလို့ပါဗျအော်ဘာလဲအော်ဟိုမောင်လေးလိုပဲခေါ်လိုက်တော့မနော်ကိုထိုက်နေတဲ့တူရဲ့မောင်လေးကဘာအလုပ်လုပ်ချင်တာလဲမသိဘူးဗျမသိဘူးရှင်အော်ကျွန်တော်ကဒီမှာအလုပ်လုပ်ချင်လို့ပါဗျကျွန်တော်အလုပ်လာရှုပ်တော့ပါဗျအော်အဲ့ဆိုလို့ရှိရင်အမတို့ရဲ့တတိယခေါ်ပါပြီမယ်နော်ခဏလေးနော်မောင်လေးနော်သူကအလုပ်ရှောက်ရှင်လို့တဲ့အေးအလုပ်ရှောက်ရှင်တဲ့သူလည်းဟိုမှာအများပဲယောက်ျားကြီးကပုံများနေလားဒါနော်တတိနဲ့ပြောပြမယ်နော်မောင်လေးနော်ဟုတ်ကဲ့ပါဗျလာတော့sorry နော်သူကအတိတ်မဟုတ်ဘူးမသိဘူးနည်းနည်းတိုက်သွားတော့မှာကဲသွားလိုက်အောင်မယ်လာတော့အပေါ်ထပ်ပါရှိရနော်မောင်လေးဟုတ်ကဲ့ပါဗျာကျွန်တော်ခုလိုလိုက်ပြပေးရအတွက်ရပါတယ်ရှင်လာတော့လိုက်ခဲ့နော်အမပြီးပဲသွားလိုက်ပဲနော်အမအလုပ်ကိစ္စတွေရှိသေးတယ်နော်တားနဲ့တမူတီးနဲ့လာတားနဲ့ကြမ်းတဲ့ခွဲပေါ်တော့တိုက်ပြတယ်ခါတော့လိုက်တာနော်ဟုတ်တယ်အမကလည်းဒီမှာမနေ့ကမှဒီနေ့ပဲအလုပ်စရောက်တာလေမနေ့ကငါအင်တာဗျူးဖြေတာရှင်ဒီမှာဟုတ်လားအမလည်းအသိပဲပေါ့ဟုတ်တယ်ရှင်ကဲတော်လေးနော်တချီကိုကျမခွင့်ပြပါကျမမနေ့အင်တာဗျူးလာလျှောက်တဲ့ကျမပါရှင်ဟုတ်လားအဲ့ဆိုလို့ရှိရင်လေသူကဘာလုပ်လဲသူကတချီအလုပ်လျှောက်ချင်လို့လေဟိုကောင်လေးပဲ
မနီခဲ့တော့နော်ဒီမှာအင်နာမီပေးမယ်အော်ဒါနဲ့မတော်တော့ပြအော်ကျမခေါ်လားဘာဖြစ်လို့လဲတတိငါပြောပြအောင်မယ်သလားနင်းအင်းကြီးအမဲဖြစ်နေတာတောင်းအမဲနဲ့အညိုနဲ့ငါတို့ကနှစ်ခုပေးရလေအဲ့ဒါအမဲပဲပေးလိုက်ရအညိုမပေးလိုက်ရလို့အခုပေးတာပါဗျပြောပါဗျအဲ့ဆိုကျမအိတ်ထဲထည့်တာအဲ့ဆိုကျမတော့ဖြစ်ပြပါတော့တတိအေးမောင်လေးအော်လာထိုင်လေဟိုပြောနေမယ်ကြတော့ရမယ်ဟိုအညိုအင်းကြီးကတော့ပေးလိုက်ပြီအညိုအင်းကြီးကလည်းပုံစံနဲ့တူတူပဲအရောင်လေးပဲကိုသွားတာပါအဲ့ဆိုတော့မယ်ဟိုအလုံးရပါပြီလို့ပဲတောင်းတော့လာရတန်ငါကဲအဲ့ဆိုတော့ခုနမမှထိုင်လိုက်ပါဦးမယ်ဟိုကောင်မလေးခဏတော့ငါခေါ်တာပဲဘာလဲမသိဘူးနော်ကိုအော်ငါပြောရရှိတော့ဟိုအကူကလေမန်နေဂျာကလေညီမကိုခေါ်လေလို့မန်နေဂျာလားမန်နေဂျာတော့ဖြစ်တယ် sorry အကုန်မှားသွားတာဟိုဗါတဲ့အကူစီးရဲ့ဟိတ်ဆိုတဲ့ဟိုကောင်လေးကိုသိတယ်မှာပါသူကခေါ်လေလို့သူကဘာတူလဲမသိဘူးသူကဒီမှာသူကဂျာကြီးလူပဲနေတာလေအဲ့ဒါသူကငါတို့ထက်ရာထူးကြီးတယ်တွားပြီးတော့မချောင်းနဲ့နော်ဟုတ်ကဲ့ပါရှင်ဘေးထက်မှာတော့ဒုတိယထက်မှာဗျဒုတိယထက်မှာဆိုတော့လိုက်မယ်ဒီအထက်ဒုတိယထက်ဒီအထက်ပဲဒီမယ်ဒါမဟုတ်ပါဘူးဟိုကလည်းမသိဟုတ်တယ်စီရဟိုင်းဆိုတဲ့ဟာကောင်လေးကကြီးရလည်းမသိအခုကျမခေါ်လို့ဟုတ်တယ်ပြကျွန်တော် laptop လေးရိုက်ခိုင်းတာဗျ laptop လေးရိုက်ပြီးလို့ရမလားရပါဒီဘေးနားမှာထိုင်လို့ရတယ်နော်ဟုတ်ကျမဒီမှာပဲထိုင်နေတော့မယ်နော်ဟိုလုံးလိုက်ပါမယ်โอเคနားမနေလားမသိပြန်နေအောင်မယ်ဆန်လာတော့နေပြီအဲ့လိုထမင်းစားပြန်လို့ရပြီလားမသိဘူးကိုရပါပြီဗျအဲ့ဆိုကျမသွားပြီနော်ကဲဆိုတော့ငါထမင်းစားပြန်ရတော့မယ်လာထမင်းစားပြန်မယ်ထမင်းစားပြန်လိုက်ပါဦးမယ်ထမင်းစားချိန်ကတနိုင်ရနေ12နိုင်ရတနာတိဆိုရပါတယ်ကဲဟို cherry cat ဆိုတဲ့ဆိုင်လေးပါပဲတော့စားလိုက်တော့မယ်နီနီနာပေါ့စားလိုက်ပါဦးမယ်ဒီမှာလာဘာပဲစားလိုက်တော့မယ်ကဲငါစားတော့များပါပြီဆိုတော့ရမယ်ဟိုပတ်စံတော့ရှင်းခဲ့ပြီးပါမယ်အော်ကျေးဇူးပဲလာကဲရုံးလေးရောက်ပြီဆိုတော့ငါစင်းနေလောက်ရတော့ပဲဟုတ်ပါဘူးဒီမှာမဟုတ်ပါဘူးခေါ်နေမှာကတော့လာရုံးစဲတော့အခါကဲအဲ့လိုရုံးစဲပြီဆိုတော့ရမယ်ကဲရုံးစဲမိတော့မသိဘူးရုံးစဲနေငါလေးရုံးစဲမိလို့ထင်နေ sorry ပါကျွန်မရုံးမစဲနေရုံးစဲမိလို့ထင်နေပါတော့ကဲခဏလေးပါကဲရုံးစဲမိဆိုတော့ရမယ်ဒီမှာပဲရုံးလေးစဲမိဆိုတော့ရမယ်ကဲရပြီငါမနေ့ပြန်တထိပေးလိုက်တဲ့ uniform အနူရဝတ်သွားမယ်အရင်ဆုံးငါရေမိုးချိုးအင်ကြီးလဲအကုန်လုံးလိုက်အောင်မယ်ကဲအဲ့ဆိုတော့အင်ကြီးရေကတော့နှစ်ခါချိုးလိုက်တော့မယ်ပူတယ်ဆိုတော့မနေ့ကတစ်ခါညနေတစ်ခါလာချိုးပြီဆိုတော့အင်ကြီးတွားလဲရတော့ပဲအင်ကြီးကကြတော့စပင်းကကြတော့ချလာအောင်မယ်ကဲအင်းကြီးကကြတော့ဒါဒီကဲညနေမြောက်သေးဆိုညစာတော့စားလာအောင်မယ်ကဲစားပြီးဆိုတော့ရမယ်အိတ်တော်မယ်
အားလုံးကြည့်ရှုပေးရတဲ့ကျေးဇူးများတင်ပါတယ်နောက်ပြီးမှပြန်တွေ့မယ်ပေါ့နော်အားလုံးပဲဘိုင်ဘိုင်ပါဒါလည်းတော့ဒီမှာလေးအပိုင်းနေပါ